အားလုံးမင်္ဂလာပါနော်ကျွန်တော်နာမည်ကတော့ကိုလေးတီယာဖြစ်ပါတယ်ကျွန်တော်ခုလက်ရှိနေတာကတော့ထိုင်းနိုင်ငံမှာခြံမျိုးမှာဖြစ်ပါတယ်ကျွန်တော်ကဒီထိုင်းနိုင်ငံမှာဆို online လုပ်နေဆိုကျွန်တော်တကယ်စိတ်ဝင်စားတာပေါ့နော်online လုပ်မှဆိုကျွန်တော်လေးလာသိနေတာကြာပြီပေါ့နော်အဲ့ဆက်ပါဆက်ပြောနေတာပဲဟုတ်တော့အခုကျွန်တော် live message ပေးတာကုမ္ပဏီကပေါ့နော်ကုမ္ပဏီတက်ဖြစ်ပါတယ်ဒီ zero company ဖြစ်ရတာပါဒီ zero company ဆိုတော့တကယ်ကိုဘောနာမကြည့်တဲ့ company တစ်ခုဖြစ်တယ်ပေါ့နော်တကယ်ဘောနာ PC ဘလိုင်းဆိုတကယ်ကြီးပေးမိတဲ့ company တစ်ခုဖြစ်ပါတယ်ဘာဖြစ်လဲကျွန်တော် live message ပေးတာကြာကျွန်တော်ညီမလူမျိုးတွေတဲပေါ့နော်live message ပေးခါကျတီးသွားလူတွေကြော်သွားပေါ့နော်မတီးတဲ့လူတွေတဲပေါ့နော်ဖြစ်ပါတယ်ကိုလင်းတီငါကိုမေးချင်တာက zero company ကဒီဆွေဖြူပေါ့ဆွေရည်စိန်နဲ့ဆေးရည်တွေထုတ်တာထိုင်းနိုင်ငံမှာနံပါတ်1ဆိုတာဟုတ်ပါသလားရှင်ဒါတော့ဟုတ်ပါတယ်ဗျဟုတ်ပါတယ်ဘာဖြစ်လဲဆိုတာဒီ zero company ဆိုတာဟုတ်ပါတယ်ဦးဒီတော့ကိုယ်စလဲဆိုတာလည်းဟုတ်ပါလားရှင်ဟုတ်ပါတယ်ဗျဟုတ်ပါတယ်ပေါ့နော်ထိုင်းလူမျိုးတော်မြန်မာတီးရကျွန်တော်လူမျိုးတွေတက်တာမြန်မာလူမျိုးတွေတီးပေါ့နော်တီးသွားဆိုကျွန်တော် live message ပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကြည့်ကြပါတယ်နော်ကျွန်တော်နာမည်ကတော့ကိုလေးတီယာဖြစ်ပါတယ်အားလုံးမင်္ဂလာရှိပါစေခင်ဗျာဒီကနေ့ပါ